မင်္ဂလာပါဆရာကြီးကိုဖြစ်ပါတယ်2026ခုနှစ်တစ်နှစ်တာလုံးပါเนาะပထမဦးဆုံးကံအကောင်းဆုံးလူသားများနဲ့เนาะလောကဓာတ်ရဲ့ညဏတာပေးခြင်းကိုခံရနိုင်တဲ့နိနံများတင်ပြပေးကြပါတယ်အဲ့ဒီနိနံများကတော့2026တဲကိုစဝင်လာပြီဆိုတာ ਨੇ ပထမဦးဆုံးနံပါတ်1နေရာမှာတနင်္ဂနွေသားသမီးတွေရက်တည်ပါတယ်နံပါတ်2နေရာမှာကျတာပရိသားသမီးတွေရက်တည်ပါတယ်နံပါတ်3နေရာမှာတနင်္လာသားသမီးတွေရက်တည်ပါတယ်နံပါတ်4နေရာမှာဗုဒ္ဓဟူသားသမီးတွေရက်တည်ပါတယ်ဒီနေရာမှာတနင်္ဂနွေသားသမီးတွေကအောင်မြင်တယ်ဆိုလို့ရှိရင်အထောက်ထိပ်ရောက်အောင်မြင်နိုင်တဲ့အခြေအနေပိုင်းဆိုင်ရာဒီနှစ်တည်းမှာဖြစ်ပေါ်တတ်တယ်နော်ဖြစ်ပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာရှိတယ်ဘလို့အနေထားနဲ့အောင်မြင်နိုင်မလဲဆိုလို့ရှိရင်အလောက်ကင်တော်၎င်းနော်ငွေရေးကြီးရေးတော်၎င်းအပြောင်းလဲအပြောင်းအရွှေ့တော်၎င်းမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စရက်တော်၎င်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတိုးချဲ့တဲ့ပတ်သက်တဲ့ကိစ္စရက်တော်၎င်းအောင်မြင်လာနိုင်တယ်ဒါပေမဲ့အောင်မြင်လာတယ်ဆိုတဲ့အနေအထားမှာတနင်္ဂနွေသားသမီးတော့အထောက်ထိပ်ကိုအကောင်းဆုံးရောက်ပြီးတော့အောင်မြင်သွားနိုင်တယ်ဒါပေမဲ့ဒီနေရာမှာနည်းနည်းလေးတော့အခိုက်အတန့်လေးတော့ရှိတယ်ဘာရှိလဲဆိုတော့နံပါတ်1အိမ်တွင်းရေးပြဿနာနံပါတ်2အတိုက်ခံတွေပတ်သက်တဲ့ကိစ္စသူကအိမ်တွင်းရေးပြဿနာမတက်ဘဲနဲ့လည်းမအောင်မြင်နိုင်ဘူးလို့အတိုက်ခံမရှိဘဲနဲ့လည်းမအောင်မြင်နိုင်ဘူးမိမိသာဘာသာမိမိလွတ်လွတ်ကျွတ်အောင်မြင်ဖို့တော့ခက်လိမ့်မယ်အောင်တော့အောင်မြင်မယ်လွတ်လွတ်ကျွတ်အောင်မြင်ဖို့ခက်လိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင်အတိုက်ခံအောက်လန့်ငယ်သားတွေနဲ့အတိုက်ခံတော့၎င်းစက်ပစ္စည်းနဲ့ပတ်သက်ပြီးအတိုက်ခံတော့၎င်းဟာမိမိအပေါ်မှာစိတ်မတမာသူတွေနဲ့ပတ်သက်ပြီးတော့အတိုက်ခံတော့၎င်းဒါမျိုးလေးတွေအရင်ကြုံလိုက်တယ်အဲ့ဒါမျိုးလေးတွေကြုံလာပြီဆိုလို့ရှိရင်တော့မိမိဘက်ကစိတ်နေသဘောထားဖြောင်းဖြောင်းတန်တန်နဲ့မှန်မှန်ကန်ကန်လေးတာဖြူဖြူစင်လေးတာထားပြီးလိုက်ပါတနင်္ဂနွေသားသမီးတွေဒီနှစ်မှာအထွတ်ထိပ်ကိုရောက်ပြီးအကောင်းဆုံးဖြစ်ပြီးအကောင်းဆုံးအောင်မြင်သွားနိုင်တယ်အလောက်ကင်နဲ့ပတ်သက်လာလို့ရှိရင်ဘယ်အလုပ်ပဲလုပ်လို့တိတိကျကျဆုံးဖြတ်ဖို့စဉ်းစားပါအလောက်ကင်နဲ့ပတ်သက်လို့ရှိရင်မိမိတဦးရဲ့တယောက်တည်းလုပ်ရတဲ့လုပ်ငန်းမျိုးကိုပို့ပြီးတော့ကြိုးစားပါစက်တူရှယ်ယာနဲ့ပတ်သက်တာလို့ညီကောင်မမကြီးနဲ့ဆက်ပြီးတော့လုပ်တာလို့တွဲဖက်ပြီးလုပ်တာလို့အပေါင်းအသင်းမိတ်ဆွေတွေနဲ့တွဲဖက်ပြီးလုပ်တာလို့ဒီအရာမျိုးတွေတော့အတတ်နိုင်လို့သတိထားဖို့လိုဘာကြောင့်လဲဆိုလို့ရှိရင်တနင်္ဂနွေသားသမီးများဒီနှစ်တော်တွေမှာတဦးတယောက်တည်းလုံးမှာထွန်းတောက်နိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်စက်တူရှယ်ယာလုပ်မယ်ဆိုလို့ရှိရင်စက်တူရှယ်ယာလုပ်တဲ့သူတွေရဲ့မမှန်ကန်သောစိတ်ကြောင့်မိမိဆုံးရှုံးတတ်တယ်အောက်လက်ငယ်သားတွေရဲ့အလုံးကင်ပေါ်မှာပြင်းရည်မှုကြောင့်အလုတ်ကင်နဲ့ပတ်သက်ပြီးအားမပါမှုကြောင့်အလုတ်ကင်နဲ့ပတ်သက်ပြီးစိတ်မပါမှုကြောင့်အလုတ်ကင်နဲ့ပတ်သက်ပြီးတော့လွဲချော်မှုများတတ်တဲ့အတွက်ကြောင့်အောက်လက်ငယ်သားစက်တူရှယ်ယာဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ဒီလိုအရာမျိုးစုံကတိတ်ပြီးလုပ်ပါဖြစ်နိုင်ရင်အတတ်နိုင်ဆုံးမိမိတဦးတယောက်တည်းလုပ်ပါတဦးတယောက်တည်းတောက်ပနိုင်တဲ့အနေထားပဲ